ကျွန်တော်နောက်ထပ်အမေးများတဲ့မေးခွန်းတစ်ခုကိုကျွန်တော်ပြန်ဖြေချင်ပါတယ်ဒီ store and dot shop သုံးတဲ့အချိန်မှာကျွန်တော်တို့ကပစ္စည်းရောင်းတဲ့အချိန်ကျရင်ဟုတ်ပါနော်ကျွန်တော်တို့ပစ္စည်းတစ်ခုရောင်းလိုက်တယ်ပေါ့နော်ပစ္စည်းရောင်းလိုက်တယ်ပေါ့နော်ပစ္စည်းရောင်းတဲ့အချိန်ကျရင်ကျွန်တော်တို့ကဘယ်နားကရောင်းရမလဲရောင်းတာမပေါ်ဘူးရောင်းလို့မရဘူးပေါ့ဒီမှာဘာမှလည်းမမြင်ရဘူးအဲ့ဒီကိစ္စအကြောင်းကိုကျွန်တော်ပြောပြပါမယ်အဲ့ဒါကအချက်နှစ်ချက်သုံးချက်ကြောင့်ဖြစ်နိုင်ပါတယ်နံပါတ်1ကကျွန်တော်လက်လီအယောင်းမှာကျွန်တော်တို့ကဒီဝယ်သူပေါ့နော်ကျွန်တော်တို့ကတောင်းဖို့မင်းချင်းဆိုဒီမှာ working customer ဆိုပြီးပေါ်မှာပေါ့နော်ကျွန်တော်တို့အခုဒီမှာတရားလေးကိုအနီအောင်ကျယ်လေးတစ်ချက်နှိပ်ပြီနော်ဒီကျယ်ဖြုတ်ထားမိလို့ဖြစ်လိမ့်မယ်ဒီကျယ်အနီအောင်လေးလှုပ်နှိပ်လိုက်တာကဘာကိုပြောတာလဲဆိုတော့ကျွန်တော်တို့ကရောင်လက်လီအယောင်းမှာဒီလိုအလိုလျောက်လေးလာပြပြီအဲ့ဒါဆိုရင်ကိုကလှုပ်လေးတစ်ချက်နှိပ်လိုက်တာ ਨੇ တခါတည်းရောင်းလို့ရတာပေါ့နော်အဲ့လိုမျိုးပေါ့အဲ့ဒီမှာနောက်တစ်ခုကကျတော့ဘယ်ငွေကောက်နဲ့လက်ခံရမှာလဲလက်ခံစရာရောင်းစရာနေရာမပါဘူးပေါ့အဲ့ဒါဆိုရင်နောက်တစ်ချက်ကြောင့်ဖြစ်နိုင်ပါအဲ့ဒါဒီမှာငွေကောက်မှာကိုကရောင်းတဲ့အချိန်မှာဘယ်အကောင့်နဲ့လက်ခံမလဲဆိုတာလေးတွေကိုသတ်မှတ်ပေးရအောင်ဥပမာအခုဆိုရင်ကျွန်တော်နေအောင်လေးတွေကျွန်တော်ပေးလိုက်ပြီပေါ့နော်ဒါဆိုရင်ဒီအကောင့်အကောင့်3ကောင့်နဲ့ကျွန်တော်ဟာငွေလက်ခံတယ်ဆိုပြီးတော့သတ်မှတ်လိုက်တာပါနေအောင်ကျယ်လေးတစ်ချက်နှိပ်လိုက်ရင်ဒီမှာပေါ့နော်မြန်လာတော့မသိဘူးစလုံးလေးတော့အရင်သေးတယ်လက်လီအယောင်းအတွက်ငွေလက်ခံပြီးအကောင့်သတ်မှတ်ပါဆိုလေးလို့နော်ဒီလိုမျိုးကျွန်တော်တို့ကနေအောင်ကျယ်လေးနဲ့လုပ်ပြီးတော့ရောင်းတဲ့အချိန်မှာငွေလက်ခံမဲ့အကောင့်ကိုကျွန်တော်သတ်မှတ်လိုက်တယ်အဲ့ဒီအချိန်ကျရင်ဘယ်မှာလာပေါ်လဲဆိုတော့ကျွန်တော်တို့ကဒီမှာတွေ့လားနော်ဒီမှာကျွန်တော်တို့ကမြန်လာမသိတဲ့နေ့မှင်မှင်လေးနဲ့လာပြကိုကပစ္စည်းယူလိုက်တဲ့အချိန်ကျမှသူကလာပြီးတော့လင်းသွားတယ်ပေါ့နော်လင်းသွားတယ်ပေါ့ဒီမှာဆိုဒါကြတော့ရောင်းလို့ရပြီပေါ့နော်ဟုတ်ပြီနော်ဒါဆိုနှစ်ချက်ရှိပြီနော်တစ်ခုကဖောက်တဲ့နေရာမှာကိုကအဲ့လိုလေးလိုလျောက်ပေါ့နော်ကျွန်တော်တို့လက်ခံလို့ရမယ်ဟာလေးပေါ့ working customer ဆိုဒီအကျယ်နေအောင်လေးလုပ်ထားပေးအဲ့ဒါတစ်ချက်နောက်တစ်ချက်ကကျတော့လက်ခံမဲ့ငွေကောက်မှာရောင်းတဲ့ချိန်မှာလက်ခံမဲ့ငွေကောက်လေးတတ်မှတ်ပေးပေါ့နော်ဒါမျိုးကြောင့်ကျွန်တော်တို့ကရောင်းလို့မရတာဖြစ်နိုင်